ပကံတည်ရှိမှုကိုစဘူးဒီပဥဆောင်ကျမ်းမှာသာသနာတော်638ခုကောဇာတက္ကရာ16ခုမှာပကံမင်း55ပါးထဲမှာပကံမင်းဆက်ကြီးတွေအပြင်ဒီခိတ္တရာမင်းဆက်ကြီးများလည်းပါဝင်ကြောင်းဖော်ပြထားတာဖြစ်ပါတယ်နောက်တစ်ခုကတွင်သင်ရာဇဝင်အသစ်မှာလည်းအဲ့ဒီအတိုင်းပဲပါပါတယ်ဒုတိယချက်ကပြင်များမင်းပကံကိုတည်တဲ့နှစ်ကိုသာသနာတော်တက္ကရာ833လို့ဖော်ပြထားတဲ့အချက်ကခရစ်နှစ်189ဖြစ်တယ်ဒီနေ့ကတက္ကရာ130နဲ့တခုနှစ်ကခရစ်နှစ်849ဖြစ်တော့ရာဇဝင်ကြီးတဲ့ရာဇဝင်ကျမ်းတွေမှာဖော်ပြချက်တွေဟာတက္ကရာတီအလွဲမားနိုင်တယ်ဆိုတာကိုတွေ့ရပါတယ်မတူညီတာကိုတွေ့ရတယ်တွင်သင်မင်းကြီးအမှာစကားချက်ကရခိုင်ရာဇဝင်မှာကျတော့ပဲပြူမင်းလက်ထက်ပြူ9000နဲ့တေခိတ္တရာကိုအစိုးရပြီးပြူမင်းအထိရခိုင်ကိုချီတက်လှုပ်ကြံလာတယ်လို့ပဲပြူမင်းကနိုင်လိုက်ကြောင်းဖော်ပြတဲ့အချက်ကကျတော့ပကံမင်း55ပါးတည်းကပြူမင်းကြီးကပကံမင်းဆက်ထဲကိုပါနေပြီမဲ့တေခိတ္တရာမင်းကြီးဖြစ်ကြောင်းကိုတွေ့ရှိရတယ်တေခိတ္တရာပြူခစ်နဲ့ခစ်ပြိုင်တရုတ်မှတ်တမ်းတွေမှာတော့ပကံမြို့အမီတန်ပဒီပဟာခရစ်နှစ်900စုကနေ10ရာစုမှာတေခိတ္တရာရဲ့လက်အောက်ခံဒေသမြို့သာဖြစ်တယ်လို့ဆိုတယ်ပကံလို့တီးတဲ့မပေါ်သေးပဲနဲ့တေခိတ္တရာရဲ့လက်အောက်ခံမြို့လို့ပဲတရုတ်မှတ်တမ်းတွေမှာကျတော့ဆိုထားတယ်ပကံဆိုတဲ့အခေါ်မပေါ်မီပြူခစ်မှာကလေးကတန်ပဒီပဆိုတဲ့အရက်ကရှိနေမိသားပါတယ်ဗျာခရစ်နှစ်802ခုနှစ်မှာတော့ပါမောက္ခလူစ်ရဲ့ပြူတို့ဒေသ32ခုမှာပကံဆိုတဲ့အမည်ကမပါဘူးလို့ပဲတခါဆိုပြန်ရောအခုခေတ်ပကံကိုရည်ညွှန်းတဲ့တန်ပဒီပဆိုတာကခရစ်နှစ်800စုကလေးကရှိပြီးသားဖြစ်ကြောင်းတန်မြင့်ဆက်တမိုင်းသစ်ကတက်တည်ထူပါတယ်ပကံပုကံဆိုတာကပုဂါရာမဒုမဟုတ်ပြူရွာလို့အ내ထွက်တယ်တန်ပဒီပနဲ့ထပ်တူဖြစ်တယ်လို့လည်းတွေ့ရပါတယ်အဲ့တော့ဥကလာရာဇဝင်ရဲ့မှန်တန်ရာဇဝင်ရဲ့တွင်းသင်းမြန်မာရာဇဝင်ရဲ့ဇာတာတော်ဘုံရာဇဝင်ရဲ့ရှင်မဟာတိလဝင်တရဲ့ရာဇဝင်ကျော်ရဲ့အလုံးကတထက်ထဲတူညီမနေကြပါဘူးရာဇဝင်တွေကိုစာအုပ်ကြီးတွေကိုကားတဲ့အရာတွေကဒီတော့ပကံရာဇဝင်ဆိုတာဓာတ်တန်းဒုတ်တန်းကိုတန်ရကိုအမှန်လို့ထင်းနေကြတဲ့သူတွေကြားထဲမှာညင်းခုံလို့မစိုးနဲ့ခုနှစ်တက္ကရာဖြစ်လာပါတယ်ကျွန်တော်ကတော့ပကံဒေတာကြီးဒေသခံကြီးတွေပြောပြတယ်သူတို့ဘိုးဘေးတွေပြောခဲ့တဲ့ပကံအကြောင်းဘောဟနာတွေရာဇဝင်တွေဒဏ္ဍာရီဆန်တဲ့မယုံကြည်နိုင်စရာဖြစ်ပျက်တွေကိုအမှန်မှခွဲခြားပြီးမှမဟုတ်ပါဘူးကျွန်တော်တာဝန်လည်းမဟုတ်ပါဘူးခုနှစ်တက္ကရာတချို့မက်နဲ့သူတယောက်ကြောင့်အကြောင်းပြုပြီးတော့မှပကံရာဇဝင်စာဒီလိုရှိတယ်ဆိုတာကိုစုဆောင်းပြီးတော့ချပြပြောပြမှာဖြစ်ပါတယ်ပညာရှင်မဟုတ်တဲ့အတွက်သမိုင်းဆိုင်ရာချက်လက်တွေခုနှစ်တက္ကရာတွေမှားယွင်းခဲ့မယ်ဆိုရင်လည်းကျွန်တော်အဘောမဟုတ်တဲ့အတွက်ပြန်လည်ငင်းခုန်ခြေပနေမှာလည်းမဟုတ်ပါဘူးသိစေချင်ပါတယ်ဒီတော့ပြူနဲ့ပကံနဲ့ဆက်ဆက်မှုအပိုင်းကတော့ဒီနေ့ဖို့တော့ဒီလောက်ပါပဲနောက်နေ့တွေမှာမွေးလူမျိုးနဲ့မွေးစားပေတွေပကံတွေရဲ့ဆက်ဆက်မှုတွေကိုဆက်လက်ပြီးတော့ပြောပြပါဦးမယ်ခင်ဗျကျွန်တော်ကြွားစောကြားပါခင်ဗျ